လူသားဆန်ကျင်တာတရားတယ်မြေတစ်စက်နဲ့အတူကူးချီစွတ်စုံဆာဆာစီးဆင်းခဲ့တယ်တခါမှမမြင်ဘူးတဲ့နေ့တွေကိုမြင်ကျင်လွန်းလို့ပါမြေပုံမှာမပါတဲ့ကျွန်းတွေပင်လယ်ထဲမှာအများကြီးရှိတယ်ရေထဲကငါးကိုလေထဲမှာပြန်းနေတဲ့သင်္ကန်းကဖမ်းယူစားတယ်ဒါသဘာဝပဲလားနဲ့နဲ့ဆိုင်တိုးဝင်သွားရင်ဘာတွေကိုမြင်ရအောင်မလဲကဘာပေါ်မှာမနှက်ပြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိမနှက်ပြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိကိုရောက်နေတဲ့နေရာကိုကိုယ့်အကိုသိဖို့အရေးကြီးရဲ့မိတ်ဆွေတယောက်ပြောတာတတိယမိတယ်အခန်းတစ်ခန်းလိုချင်တယ်တဲ့အေးစစ်စစ်ဖျားရှိခိုးဖို့အမှုလုံးတဲ့အခါထိုးအံဖို့အမျိုးသမီးတယောက်ကိုဧည့်ခံဖို့တဲ့ဦးလူသားဆန်လာကြည်လားကျွန်တော်ကရောဘာထူးလို့လဲအာသာနီတွေကိုလေးစားမယ်ကိုယ်ဝင်ပြမယ်တွေကိုပြင်မာမယ်ထမင်းဝဝစားခြင်းတယ်ဒါလဲလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့ဒါပေမဲ့ရှေ့မှာဂျူးလူမျိုး6တန်းကျော်တည်ခဲ့ပြီးပြီကမ္ဘောဒီးယားပြည်သူ2တန်းကျော်တည်ခဲ့ပြီးပါပြီဘဝပေါင်းများစွာကိုလျှော်ဖို့လွတ်လပ်မှုရှိမှဖြစ်မယ်ညှို့လင်းချက်တွေဟာလူကြံခံလိုက်ရတယ်အနာဂတ်ကတော့အသက်ငင်းနေစေမကြခင်ရှင်ပြန်ထောက်မြောက်လိမ့်မလားစိတ်တကြစရာအကြောင်းမရှိနောင်တရစရာအကြောင်းမရှိဟောဒီညတညရဲ့လိုအပ်ချက်ဟာမားတဲ့ဖြစ်နေကသိကြခဲ့ပြီပဲလှတန်း